မမိုးမာလေးအရင်နီးလဲရှိတယ် online ကနေပြီးတော့ဝင်ဝေရှာခြင်းနဲ့ဘယ်ကနေစလုပ်ရမလဲ အဲ့ဆိုတော့မိုးပြန်မေးရမှာပဲမိုးဘာကျွမ်းကျင်လဲဘာလုပ်ချင်လဲပေါ့ မိုးက skin care တွေဝါသနာပါတယ်ဆိုတော့ skin care ထုတ်ရအောင်မလားလို့ဥမာအရင်နီးလဲရှိရဆိုတော့လေ โอเคအရင်ကောင်းတယ်အဲ့တော့ကွာစီးပွားရေးလုပ်တာကဒီနေ့ခေတ်ကအရန်လွယ်တယ်ပတ်စံရှိရင်လူတိုင်းလုပ်လို့ရတယ်ဒါပေမဲ့မိုး online နဲ့ချိန်ပြီးတော့မှဝင်ဝေရှာခြင်းနဲ့ဆိုတော့အဓိကအချက်3ချက်ရှိမှရမယ်ပထမတစ်ချက်ကကိုဘာလုပ်ချင်တာလဲကိုလုပ်ချင်တဲ့အရာမှာကျွမ်းကျင်မှုရှိရမယ်မကျွမ်းကျင်မဲနဲ့ပတ်စံရှိတိုင်းလုပ်လို့မရဘူးဥပမာအနေနဲ့ကိုကဒီ skin care ထုတ်ချင်တယ်ဆိုပါစို့ဘာ skin care ကိုထုတ်မှလဲဈေးကွက်မှာ skin care တွေအများကြီးရှိတဲ့အထဲမှာမတူထူးခြားအောင်ကိုကဘာတွေလုပ်မှလဲပြီးတော့ဒီ skin care product ကိုဝယ်မဲ့သူတွေရဲ့ရင်ထဲမှာတခါတည်းဆွဲပြီးမှတ်မိတော့အောင်သူတို့ဘယ်လို message တွေပေးမှလဲဘယ်လို marketing strategy တွေသုံးပြီးတော့လူသိအောင်လုပ်မှလဲပေါ့နော်အဲ့အချက်တွေမို့သိမှကိုရမယ်နောက်ဒုတိယတစ်ချက်ကတော့ကို product ကိုရောင်းတဲ့အခါကျရင်ဝယ်မဲ့သူတွေသိအောင်တို့ကဘယ် media channel တွေကနေလုပ်ပြမှာလဲပေါ့နော်မြန်မာနိုင်ငံမှာတော့ဒါသိရတဲ့အတိုင်း page တို့ TikTok တို့ရှိရဲ့အဲ့နေရာတွေကနေတို့လုပ်ပြရုံပေါ့ဒါပေမဲ့လုပ်ပြတဲ့အခါကျရင်တို့ဗီဒီယိုတွေရိုက်ပြမှာလားဗီဒီယိုရိုက်တတ်ဖို့လိုတယ်အခုလိုမျိုးဗီဒီယိုရှင်းမှာစကားတွေပြောတတ်ဖို့လိုတယ်နော်ဗီဒီယို editing တွေလုပ်တတ်ဖို့လိုတယ်ပေါ့နော်ပုံပြင်ပြီးတော့ပြောမယ်ဆိုလို့ရှိရင်လည်းမိုးရဲ့ပုံလေးကမင်းသမီးရှုံးအောင်လှနေဖို့လိုတယ်ဟုတ်တယ်မလားပုံတွေကောင်းကောင်းပြင်တတ်ဖို့လိုတယ် edit လုပ်တတ်ဖို့လိုတယ်အတမန်ပုံမဲဆိုလို့ရှိရင်ဘူးမှစိတ်ဝင်စားဘူးကွာမတို့စာထဲမှာလည်းတင်ရတယ်ကွာလူတွေရဲ့အမြင်ဟာ60ရာနှုန်းအရေးကြီးတယ်ဒါကြောင့်မတို့ဗီဒီယိုတွေပုံတွေမှာဆိုလို့ရှိရင်စမတ်ကြပြီးတော့မှကြည့်ကောင်းနေရမယ်ဗီဒီယို quality တွေကောင်းနေရမယ်အမြင်ပိုင်းတွေလှနေရမယ်ဒါမျိုးတွေမို့လုပ်တတ်ဖို့လိုတာပေါ့စာရေးပြီးပြောမယ်ဆိုလို့ရှိရင်လည်းစာရေးနည်းတွေသိဖို့လိုတယ်စာရေးကောင်းဖို့လိုတယ်ကိုယ်စာကိုဖတ်လိုက်တာနဲ့လူတွေတခါတည်းဝယ်ခြင်းစိတ်ဖြစ်သွားအောင်တို့ကရေးတတ်ဖို့လိုတာပေါ့မိုးကစာရေးလည်းမရေးတတ်သေးဘူး graphic design တွေလည်းမပြင်တတ်သေးဘူးဘယ်ကနေစလုပ်အောင်ဘယ်ကစမလဲဆိုရင်မိုးအရင်ဆုံးဒီ page တွေ TikTok တွေရင်ဖွင့်လိုက်ပေါ့ဖွင့်ပြီးတော့ရင် video editing တွေသင် graphic ပုံပြင်နည်းတွေသင်စာရေးနည်းတွေသင်ပေါ့ပြီးတော့ရင်နေ့တိုင်း post တင်ဒါပဲပြောသလိုဆိုအရင်လွယ်သလိုပဲเนาะဒါဆိုရင်မိုးစပြီးတော့လုပ်ကြည့်လိုက်တော့မယ် okay try ကြည့်လိုက်တော့ဆိုတော့ဒီဗီဒီယိုကြည့်နေတဲ့သူလည်းအခုမိုးလိုပဲပေါ့နော်အရင်နေ့တော့ရှိတယ်ဘယ်ကစလို့ရမလဲမသိဘူးဆိုလို့ရှင်တော့ညိုပြောသွားတဲ့အတိုင်းပဲညိုတို့အရင်ကိုလှုပ်ချင်တဲ့အရာကိုကျွမ်းကျင်အောင်လုပ်ပါပြီးတော့ကိုယ့်ရဲ့ product တွေ service တွေကိုလူတွေဝယ်ဖို့သိအောင် media channel တွေကနေပြီးတော့မှပုံတွေဗီဒီယိုတွေစာတွေနဲ့နေ့တိုင်း communicate လုပ်ပါဒီလိုလုပ်ဖို့ရန်အတွက်ဆိုလဲပုံတွေစာတွေဗီဒီယိုတွေလုပ်တတ်အောင်လေ့လာသိယူပါပြီးတော့နေ့တိုင်း post တွေမှာလို့ပဲညိုကတော့အကြံပေးချင်ပါတယ်เนาะဆိုတော့ဒီလို product တစ်ခုကိုထုတ်ပြီးတော့ပဲဖြစ်ဖြစ်ကိုယ့်ရဲ့ကျွမ်းကျင်မှုကိုပဲဖြစ်ဖြစ်ရောင်းချခြင်းတယ်ဒါပေမဲ့အရှိမပြောခဲ့သလိုမျိုးလူတွေသိအောင် communicate လုပ်ဖို့ content တွေမလုပ်တတ်ဘူးဆိုရင်တော့ညို့စီမှာ MOB ဆိုတဲ့2လ camp တင်တန်းရှိပါတယ်ဒီတင်တန်းလေးကိုအခုသတင်းထွေ promotion အနေနဲ့လည်းပေးထားတယ်ပေါ့เนาะjoin ကျင်နေဆိုလို့ရှိရင်တော့ညို့ရဲ့ဒီဗီဒီယိုလေးအောက်မှာ MOB လို့ရိုက်ခဲ့ပေးပါเนาะဆိုတော့ဒီဗီဒီယိုလေးကအကျိုးရှိတယ်ဆိုလို့ရှိရင်လည်း like share လုပ်သွားပေးခဲ့ပါဦးเนาะအားလုံးကျေးဇူးတင်ပါတယ်